ရုခဗေဒဌာနမှုတော်မူမှုနဲ့သူ့ရဲ့ဂုံထူးတန်းကျောင်းသား9ယောက်ဟာစာတန်းတစ်ခုပြုစုဖို့ကတာဒေတာဘက်ကိုခရီးထွက်ခဲ့ကြတယ် တီချေရီမြေးတွင်တယောက်မလာသေးပါလား လာပါပြီကျွန်တော်မျိုးကြီးလာပါပြီအေးလူလဲစုံပြီဆိုတော့ကားပေါ်တက်မယ်ကားကငါတို့ကိုစောင့်ပေးနေတာ ဒီလိုနဲ့ရုခဗေဒအဖွဲ့သားတွေဟာကားတတန်လှဲတတန်နဲ့မဲစာမြစ်ပေးကရွာလေးကိုရောက်လာခဲ့တယ် သူကြီးရေကျမတို့ကမန္တလေးတက္ကသိုလ်ကလေးလာရေးအဖွဲ့ပါကျမတို့မဲစာတော်မှာရှိတဲ့အပင်မျိုးကွဲစုံကိုလေးလာခြင်းလို့လာခဲ့တာပါ အေးကွယ်မျိုးကလာတဲ့လေးလာရေးအဖွဲ့တွေကိုကြိုဆိုရမှာပေါ့လိုအပ်တဲ့အကူအညီပြောပါကွယ်အာမနာကြနဲ့ ဟုတ်ကဲ့မဲစာမြစ်ဖိုးဘက်တော်ထဲမှာဘူတဲတစ်လုံးရှိတယ်လို့ကြားတယ်ကျမတို့ဘူတဲမှာတဲပြီးလေးလာမယ် ကွယ်ကူထဲမှာမလဲပါနဲ့ရွာမှာတက်ပြီးလက်ဖက်တွေသွားလဲရတာ ရတယ်သူကြီးတော်ထဲနေတော့အလုံးများများပြီးတာပေါ့ဒါနဲ့သူကြီးဘူတဲဆောင်ရောရှိရဲ့လား ဘိုးရဲဆောင်ရဲ့လူတော့မရှိဘူးတစ်တော်ဌာနကစောင့်ရှောက်ဖို့အပ်ထားတဲ့လူတော့ရှိတယ်ဆရာမတို့ကိုတူလိုက်ဖို့လိမ့်မယ် မျိုးကအဖွဲ့တွေဗိုလ်တဲမှာသွားနေကြမှာရှင်မာဖြစ်လို့မတားလိုက်တာလေ ။အိုကွာငါသားလဲသူတို့ကနားထောင်ပါလေလားမျိုးကြီးသားတွေကဒါတွေကိုအယုံကြည်မရှိကြဘူး အင်းမျိုးပိုင်မင်းတင်နေတော့တွေ့ကြအောင်မှာပေါ့ လေကလေးကိုလုံမြစ်ကိုစုံချင်းပြီ ဟာတဘာဝရဲ့တာယာမှုကတော့ငါတော့တိုးတဲပဲလာနေချင်တော့တယ်ဟာအိတ်ရေးထဲကျသွားပြီ ဘာအိတ်လဲအောင်အောင်ရဲ့ ဘက်ထရီမီးချောင်းတွေပါတဲ့အိတ်ဖြစ်နေဒီချိန်လေး ဘက်ထရီမီးတွေမပါပဲဘယ်လိုလုပ်ကြမလဲ မပူပါနဲ့ဘိုးထဲမှာမီးအိမ်နှလုံးရှိတယ်ကဲနေရာထိုင်ခင်းလဲအဆင်ပြေပြီဆိုတော့ကျွန်တော်ရွာပြန်မယ်3ရက်ကြာမှပြန်လာခုံမယ်နော် ကျေးဇူးပါကိုတန်တိုင်း3ရက်ကြာရင်ပြန်လာခေါ်နော်ဒီနေ့တော့ခရီးပန်းလာကြရဲဆိုတော့စောစောဝင်အိတ်တော်မယ်ဟုတ်တယ်မှောင်လာပြီဆိုတော့အပြင်မှာအနေရများတယ်အထဲဝင်ကြတော့ဩကာသကာယကံဝစီ ဒေါ်မိုးမိုးတယောက်အိယာမဝင်ခင်ဖျားရှိခိုးနေတော့အော်တန်ကြီးကြောင့်အရန်လန်သွားတယ် ဒီချေတန်ကြီးကကြောက်စရာကြီး တိုးတဲကတိရစ္ဆာန်တကောင်ကောင်းအော်တန်ဖြစ်မှာပေါ့မဖြစ်နိုင်ဘူးအော်တန်ကမိမတယောက်အသက်ခံရခါနီအော်တန်မျိုး မင်းတို့ပောက်ကရပြောတာတွေတော်လိုက်တော့အောင်တကားတွေတေချာလိုက်ပိတ်လိုက် တကားတွေကပိတ်လို့မရတော့ဘူးတော်တော်ပျက်စီးနေပြီဟာ ဒီချေသမီးတို့ကြောက်တယ်ဘယ်လိုလုပ်ရမလဲ ကဲဘာမှကြောက်မနေနဲ့ငါတို့ရှိတယ်အားလုံးစုပြီးထိုင်နေကြ ဒီချေတရေကပြန်လာရင်ဘယ်လိုလုပ်မလဲတရေမဟုတ်ပါဘူးကွယ်ပြန်မလာတော့ပါဘူးအနေလေးဖျားဘာတန်ကြီးလဲ ဟာကောင်လည်းဖြစ်ပြေးသွားတာ ညောင်လေးတစ်ကောင်ဖြစ်မှာပါဒီချေသမီးဒီမှာမနေရတော့ဘူးရွာပြန်ရအောင်ဒီချိန်ကြီးတော်လန်းမှာအနေရများလုံးနေနီလာမိုးလဲလင်းကနီးပြီးလင်းမပြန်ရအောင် သူတို့အဖွဲ့ဟာမိုးမြမြန်လင်းပါစေလို့ဆူတောင်းရင်းကျန်တဲ့အချိန်တွေကိုကြောက်ကြောက်နဲ့ကြောက်ဖြတ်ခဲ့ရတယ် ဒီချေရီမြစ်ကမ်းမှာလှေတစ်စီးမှမရှိဘူး ဒုက္ခပါပဲလှေမရှိရင်ဘယ်လိုပြန်ရမလဲ အင်းငါဖက်လေတွေတစ်ဆွဲကျိန်ဆွဲလေတွေလာချင်လာနိုင်တယ်စောင်းရမှာပဲ ဒေါ်မိုးမိုးတို့ဟာလှေတစ်စီးလောက်များတွေ့မလားဆိုပြီးမျှော်နေတာညနေဆောင်ချိန်ရောက်လာတယ်တီချဲမိုးချုပ်ချိန်လဲရောက်တော့မယ်ရွာပြန်လို့လည်းမရဘူးဘယ်မှာအိပ်ရမှာလဲ ဟုတ်တယ်ငါတို့ရွက်ဖြင့်တဲတွေလည်းရွာမှာထားခဲ့တယ်တောထဲမှာဘလို့အိပ်ရမှာလဲ တောထဲမှာအိတ်လို့တော့မဖြစ်ဘူးတားကောင်ကြီးတွေရရင်ကကြောက်ရတယ် သမီးတော့ဟိုဘိုတဲကိုလုံးဝပြန်မသွားဘူးနော် နင်မသိပါဘူးတားကောင်ကြီးတွေကငါတို့အသက်ကိုရန်ရှာနိုင်တဲ့ဟိုတရေတွေက6ယုံပဲ6တာ အောင်ပြောတာမှန်တယ်ပြီးတော့ညကတရေလဲဟုတ်ချင်မှဟုတ်မယ်မိုးမချုပ်ခင်ဘိုတဲပြန်ရအောင် ဒေါ်မိုးမိုးတို့ဟာတရေထက်သားကောင်ကြီးတွေကပိုကြောက်ရလို့ဘိုးရဲကိုပြန်ခဲ့ကြတယ် ဒီချေရီဒီညတော့တိတ်ဆိတ်လို့ပါလားကျွန်တော်ကအိတ်တော့မယ် ဟိုပြတင်းပေါက်ကပိတ်လို့မရတော့ဘူးလားလေအေးတွေဝင်လာလို့အရန်အေးနေတယ် ကျွန်တော်ပိတ်ကြည့်မယ် ဟာမင်းငင်းသွားပြီရေနံစီကုံသွားပြီထင်တယ်မိအိမ်သေးလေးမှာနည်းနည်းရှိရဲထုံးလိုက် မင်းတို့ရဲ့မာယာကျန်တို့ဟာ6လောက်တာပြန်လာကြတယ်ပေါ့တိတ်တိတ်ကောင်းနေကြတယ်ပေါ့ အောင်ရေလောက်ပါအောင်မျိုးလွင်တစ်ခုခုလုပ်လေ မင်းတို့ကိုဒီတစ်ခါတော့အလို့မပေးတော့ဘူး ဟုတ်တယ်မိမဒင်းတို့အားလုံးအသေးဆိုးနဲ့တေးရမယ် မလုပ်ပါနဲ့ကျမရဲ့ကုသိုလ်ကောင်းမှုတွေကိုအမျှဝေပါတယ် အမြလာမဝေနဲ့ဒီညမင်းတို့တွေအသေးဆိုးနဲ့တေးရမယ် ကျုပ်တို့ကဘာမှလုပ်မိလို့ဒီလောက်တက်ချင်နေရတာလဲ ဘာမှလဲဟုတ်လားငါတို့မိသားစုတစ်ခုလုံးရဲရဲဆက်ဆက်တက်ခဲ့တာလေ ခင်ဗျားတို့မိသားစုအသက်ခံရတာနဲ့ကျုပ်တို့နဲ့ဘာဆိုင်လို့လဲ
ဆိုင်နာဘောမင်းတို့အုပ်စုမှာငါတို့ကိုတတ်ခဲ့တဲ့သူပါလေ ဘာဘလို့ရှင်တို့ကိုကျမတို့တွေကလူကတက်ခဲ့တယ်ဟုတ်လားမဟုတ်နိုင်တာကျမတို့ကဒီနေရာကိုအခုမှရောက်ဘူးလား ဆန္ဒကြီးမင်းကငါတို့မိသားစုကိုရရဆက်ဆက်တက်ပြီးမှမတိတော့တယ်လို့လုံနေတဲ့ပေါ့မင်းကိုလက်စားချေဖို့စောင့်နေတာ ဟုတ်တယ်ငါတို့သားလေးကိုတက်ခဲ့ကြတယ်သားလေးသားရီ မိမကြီးမိမ ဒီတရေတွေတော့ငါတို့ကိုများလူသက်သမားလေးပါလေးနဲ့ပြီးတော့မျိုးတွင်ကိုစမ်းလှကြီးလို့ခေါ်လိုက်သေးတယ် မဟုတ်ဘူးတီချယ်သူတို့ပြောတာကျွန်တော်သဘောပေါက်တယ် သဘောပေါက်တယ်ဘာကိုသဘောပေါက်တာလဲ သူတို့ပြောတဲ့ဆန်းလာကြီးဆိုတာကျွန်တော်အဖိုးပေါ့အရင်ကဒီနယ်မှာအရန်တောင်းကျမ်းခဲ့တဲ့တပြဘူးကြီးပေါ့ အော်ဒါကြောင့်ဟိုတရေတွေကမင်းကိုစမ်းလှကြီးလို့ထင်နေတာပေါ့ ဘာပဲဖြစ်ဖြစ်ငါတို့ပြေးကြရအောင်သူတို့အသက်တော့မခံနိုင်ဘူး ဟာဟာငါတို့လက်ကလွတ်မဲ့ထင်လို့လားလာဆန်းဆန္ဒကြီးမင်းကို ခဏနေပါအောင်မြို့အုပ်ကြီးဦးမင်းတင် မင်းကငါ့ကိုယ်တော်တိနေပါလားအေးလေးတိမှာပေါ်ဆန္ဒကြီးအပေါင်းဖော်ယူတဲ့ဟာ ဘသူမှစမ်းလှကြီးမဟုတ်ဘူးဦးမင်းတင်ကျမဒီဒေတာအကြောင်းလေးလာဖို့စာအုပ်တွေဖတ်ရင်းနဲ့ရှင့်အကြောင်းသိထားတာ ငါအကြောင်းသိထားတယ်ပြောစမ်းပါအောင်ငါအကြောင်း ရှင်ကအင်္ဂလိပ်ခတ်တုံးကဒီနေရဲ့မြို့ပိုင်အုပ်ချုပ်မှုကောင်းတယ်တမတမတ်ရှိတဲ့မြို့ပိုင်တစ်ယောက်ဂျပန်ခတ်မှာဒီဘိုတဲပေါ်မှာမိသားစုလိုက်ဓာပြတွေတက်တာခံလိုက်ရတာတဲ့ မင်းကငါအကြောင်းတော်တော်သိထားတာပဲအေးမင်းမသိသေးတာကတော့မင်းတို့အားလုံးဒီကပြန်လန်းမရှိတော့ဘူးဆိုတာပဲ အင်းမင်းတင်ရှင်ကလူဘဝတုန်းကတမတမတ်ရှိခဲ့တဲ့လူပဲစန္ဒကြီးကတည်သွားပြီလေရှင်ကဘသူတက်မှာလဲ ဘာဆန္ဒကြီးတည်သွားပြီဟုတ်လားငါကိုလာမလိမ်နဲ့ငါဆန္ဒကြီးကိုတက်ဖို့ဆောင်နေတာ စန္ဒကြီးကရှင်တို့မိသားစုကိုတက်တဲ့အမှုတပြမှုတွေနဲ့ကြိုးပေးခံရလို့တည်သွားပြီဦးမင်းတင် ဆန္ဒကြီးကငါတို့မိသားစုတက်တဲ့အမှုနဲ့ကြိုးပေးခံလိုက်ရပြီဟုတ်လား ဟုတ်တယ်ဦးမင်းတင်သူကြိုးပေးခံရတာနှစ်ပေါင်းခု20လောက်တောင်ရှိသေးပြီ ဆန္ဒကြီးကိုငါလက်နဲ့ကိုယ်တိုင်တက်ချင်တာအေးလေဥပဒေအရကြိုးပေးခံလိုက်ရတယ်ဆိုတော့ကျင်းနေရမှာပေါ့ ရှင်တို့အမုန်းတွေကြောင့်ဒီဘဝကြီးကမကျွတ်မလွတ်ဖြစ်နေတာကောင်းရမွန်ရသွားပါတော့မျိုးရောက်ရင်ရှင်တို့အတွက်ကောင်းတော်မှုကုသိုလ်လုပ်ပြီးအမျှဝေပေးပါမယ် မင်းတို့ကိုကျေးဇူးတင်နေကွာငါတို့အမုန်းတရားတွေကြောင့်ဒီဘဝကမကျွတ်လွတ်နိုင်ဖြစ်နေတာအခုတော့လွတ်မြောက်တော့မယ်